Yo အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ Benny ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Cristiano Ronaldo ရဲ့ Bugatti ကားနဲ့သူ့ရဲ့စူပလာတွေကိုယူသွားမှာဖြစ်ပါတယ် Yeah boy ယူမှာတော့မဟုတ်ခိုးမှာOkay ဗီဒီယိုလေးမစခင်မှာထုံးစံနဲ့ကျွန်တော် channel ကို like share လေး subscribe လုပ်ဖို့မမေ့ပါနဲ့ခင်ဗျလောဆယ်တော့ဒါကတော့ကျွန်တော်တို့မိတ်ဆက်ပေးရအောင်နော်ဒါကျွန်တော်တို့ရဲ့ကုန်ကြီး CR7 Cristiano Ronaldo လောဆယ်တော့ဒီမှာဆရာသမားမှာ၄ပုံပါ AC ပဲနော်အမေဘေးနားမှာ shorty လေးလည်းပါတယ်ချက်ဆိုင်လေးနဲ့လေဆရာသမားဟုတ်နေတာ Okay လေးပတ်မလို့သွားမယ် let's go ဒါနဲ့ကျွန်တော်ဗီဒီယိုတွေမတင်ပြတာတောင်းပန်ပါတယ်နော်အားလေးတော့ကြိုပြီးပြောချင်ပါတယ်ခင်ဗျကြဆိုစမယ် let's go ဘာလဲကိုကြီးကငါ့ကိုဘောလုံးကန်ခိုင်းတာပဲကွာငါရဲ့ခြေစမ်းမင်းဂိုးသမားမှမပါတာကွာလောက်ကတော့ easy တစ်ချက်ရှိဦးပြမယ်တကွက်ပဲပြအောင်ယော့လာကြီးဗျာကောင်းလိုက်တဲ့ကောင်ကွာတကယ်မိုက်တဲ့ကောင်ကျော်ဒီမှာလောတယ်ဒီမှာ sensitivity ချိန်ခိုင်းနိုင်နည်းတော့ short လဲဘာလို့ဆိုဒီ game နေရာကျော် stick game မှာလည်းအဲ့လိုပဲ sensitivity ဟာယောတီမှာပြထားတာဒါဟိုမှမဟုတ်လားတနေ့တစ်ခေါက်မောင်းကိုလေစွန့်ခွာမလားဇူဟာ Okay ပါ Okay let's go လေပန်းတို့ကြော်ဒီကနေပြီးတော့ယော CR7 Cristiano Ronaldo Okay Cristiano Ronaldo ဟိုဘက်သွားနေတော့အဲ့ဒီသူ့ရှိမှရှိတဲ့ဟာတွေရှင်ခိုးရကျော်10လုံးခိုးရမှာ Okay ကျော်4လုံးရပြီအဲ့ဒီမှာလုံးပြောပါကောက်ကြည့်မလေးငါလို့လန့်တာကွာငါလခွန်းကတော့လန့်တော့ဟိုစောစီကွာမင်းကမဟုတ်သေးဘူးနေဆိုင်ဒီနေကပြချောလားဇူဘိုက်တယ်ကွာ Okay ဒီခေါက်တော့မတရားအောင်ဆုံးမယ်Okay သူဟိုဘက်သွားပြီဆိုတော့နေငါဒီထဲမှာအော်ဒီလုံးဟာယောတတ်တကြိုးဟာ what is that Sorry မက်ဆီမဟုတ်လားဟာယောမက်ဆီပုံလောက်တာကွာငါလို့ခရစ္စတီယာနိုတော်တော်ဆိုးတယ်ပဲဒီကောင်မက်ဆီတော့မုန်းနေတယ်သူအေးလန့်တော့ငါကွာ Okay ကျွန်တော်ဒီမှာတာနဲ့3လုံးငါ3လုံးဖြူတင်စပြန်စပါဘောလုံးတွေကတော့သူရှိပါတယ်နင်းချင်းချက်ရှုဆရာတော်ကဘယ်လိုဘယ်ကနေဘယ်လိုမှန်းလဲပေါ်လာအောင်သူကမအမေကောက်ပါဟာအမလေးလိုက်လာပြီဟိုပြေကိုကျူမလင်းတစ်ပတ်လောက်ရမယ်ဘယ်ရောက်ဟောလာတာကွာစခွမ်းမယ်ကွာလန့်လိုက်တာဟောရာဂိမ်းဆိုအဲ့လောက်တော့ရှိမှာတော်တော်လန့်တာဟာရတပြက်ကြီးွာဇူးလုံးနေလောဆယ်မင်းလည်းငါပြေးနေရပြီကျော်တို့ရဲ့အလေ तू မမြင်တာမဟုတ်မမြင်ကြအောင်ဆောင်ကပြီးမှညှက်ဖမ်းတာနော်ကျုံမက်ဆီပုံနဲ့လောက်တာရှိုးလာအောင်မတကြိုး Okay ဘယ်ရောက်အမေဟိုဘက်ထွက်သွားပြီဒီနေ့ကောင်းမြန်ကောက်ရဟိုကောင်ဆွမ်းနာတော့ကြောင်လုံးနေတယ်ဖြုတ်ပြီ Okay အဲ့ဆိုကျွန်တော်ဒါနဲ့ဆို9လုံးညကသူဒီထဲဝင်လိုက်ဘယ်လိုလုပ်ရကိစ္စချက်ရှိုးရသေးတယ်အမေသူဟိုထဲဝင်သွားပြီအစ်ခဏဟာဒါသူလေ့ကျင့်ခန်းလုပ်တယ်လားဘောလုံးမြဲတဲ့လေ့ကျင့်အောက်ကြီးလာပြီ training ဆင်းနေခန့်မြန်ကောက်မှလာပြီဟာဘာတော့ဟာဒီဘက်လားမင်းဒီဘက်ကလာပြီယော့အမချက်ရှိုးeasy
easy နေ easy ရပြောနေပါဦးခုနလုံးဆိုကျွန်တော်လူဒီအော်ဒီမလုံးဟာယောဘလာရဲ့နေတာမှမဟုတ်လားဟာရူဘလာနေတာမှမဟုတ်လားဝဲသူကမရွှေဘောလုံးလုံးတွေ့ရနော်ကျွန်တော်ဟာယောဟာဒါဟိုတချင်းနဲ့လိုက်တယ်ဒီကနေဟာတချင်းလဲဆိုတော့ပြမယ်ညစ်ပြီငါရဲ့ချစ်ကိုစမ်းလို့ငါချစ်နေပတ်သက်ရင်ကတ်လို့ငါမင်းလေးတွက်ဆိုအရန်ကိုအာယောရက်သွားငါမင်းလေးတွက်ဆိုအရန်ကိုဘာပဲဖြစ်ငါချမ်းမလို့မင်းနာကရင်ဘဲကောင်းကုန်ဆိုကိုဆွဲထူမဲ့ဘမ်မင်းနဲ့ရှိမှဘဲသူကုန်ဆိုကိုဆွဲထူမဲ့ဘမ်ဘေးနာကွက်တဲ့ခွေသားများလဲအားလုံးပဲငါတာ Sorry. ဒီမှာလုံးရပြီကတော့မင်းတို့အယောဆယ်လုံးပြတော့မthe last one နောက်ဆုံးခုရောက်မူးတော့မူးနေဟာယောပုံရမိုက်လိုက်လားဟောတဲ့ကိုယ်ဆိုင်ဖြစ်တော့မယ်โอเคဒီမှာလုံးကဲဒိုးပြီကွာသူရဲ့ဘူဂါရီကားကြီးကိုခိုးယူမဆရာမနောက်ကလိုက်ဟာယောမလိုက်ဘူးတော့ရန်ဒီသဘောကောင်းနေတာokay နောက်တော့တက်ဆော့မယ်ဒီတစ်ခေါက်ကျွန်တော်တို့ median နဲ့ဆော့ကျွန်တော် easy နဲ့ဆော့တာအခု median နဲ့ဆော့ let's go median ဟာလားအလဲကွာမသိဘူးကွာ easy ကေအလောက်မကောင်းဘူးမျိုးတည့်ရနော်ဟိုမှာအမေနည်းနည်းမြန်လာပြီဒီတစ်ခေါက်တော့ तू ကရှိုးလိုက်အောင်မရှိဘူးရောတကယ်အဖိုးကြီးပါတော့ဆိုးတယ်ရန်ဒိုရဲ့ Cristiano Ronaldo လောက်ပေါင်းZoo Okay ငါတို့ရဲ့ကုတ်ကြီး CR7 လေး CR7 ဂျင်ခန်းအခုမှတေချာကြည့်ပြင်ရောတော်တော်ပစ္စည်းစုံနေကွာတော်စုံတာပဲပစ္စည်းတွေအကျုံဝိမာတဲ့ဟာတွေကုန်မယ်ဒါပါကြီးလေအော်ဒါဟိုဆက်ဒီကငါလည်းမသိရဆက်哦Okay သူကမြင်မလားမသိမမြင်ဘူးဗျာအထဲဝင်သွားတာသူငါ့ကိုမမြင်မဲ့အထဲဝင်သွားတာအဲ့တော့လေကောင်းတာပေါ့ကွာငါတော့အခွင့်ကောင်းမဲ့တာသူစနာဒီဘောလုံးဝင်တာအော်ပြတ်ထွက်လိုက်ငါ့ကိုတွေ့ပြီကုတ်ကြီး CR7 ကျွန်တော်မှတ်မိဘူးလားကျွန်တော် bro fan ပါဟုတ်ပါဘူးကျွန်တော်ကုတ်ကြီး fan ပါ bro fan ပါတော့ဖြစ်ပါဘူးဟေးလိုက်လာပြီအဲ့ဒီဘက်လုံးOkay မြတ်ထကုတ်ကြီးကရမ်းမြန်တာနော်ပွင်းထဲမှာနေမြန်တာမဟုတ်အိမ်ထဲမှာပတ်ပြေးနေမြန်ဆန်တာပဲရှိုးလိုက်အောင်ပါမကြည့်သူတယောက်တည်းလဲနေပြီတယောက်တည်းလဲနေတော့ပြင်းရဟိုသွားယူပါပြင်းရဟိုတော့ဖြစ်တယ်အထက်ကသူ့ရဲ့ဘောလုံးကိုယ်တိုင်ရန်တယ်ကြီးပဲ let's go ကုတ်ကြီးရှိရနေမစောင်းနဲ့နော်ကြောက်တယ်နော်ကုတ်ကြီးနေလာဆောင်းကျွန်တော်ရှစ်လုံးရသွားပြီဆိုတော့တေသွားလို့ရှိရင်စပြန်စားလိမ့်မယ်စပြုတ်ကုတ်ကြီးဒီလိုလာမှာကုတ်ကြီးဒီလိုတစ်ချက်မြားပြမယ်တကွက်ပြမယ်ကုတ်ကြီးကိုတကွက်ပြကုတ်ကြီးဒီလိုလာဘာဖြစ်တာဟာရောခေါင်းနေမှာလှဲ့လို့မရတော့ရောလွတ်ကြပါဦးရောတေးပြီဘာလို့ခေါင်းကလှဲ့လို့မရတာတုံးလို့ဘောပဲကွာစပြန်စားပြီကြည့်ဦးဘာလို့ခေါင်းကလှဲ့လို့မရတာဟာမင်းတို့ဂိမ်းရမှုသေးပါဘူးwhat that ဘာရောဒီမှာကြည့်ရက်နေတယ်ဒီဂိမ်းတွေကကျွန်တော်တို့တစ်ခုနဲ့တစ်ခုက copy လုပ်ထားတာများတော့ဗျာကျွန်တော် steal လည်းရှိရဒီကောင်ဟိုဘက်ဆွဲတော့ဒီဘက်ရောက်တယ်ဒီဘက်ကိုလဲတော့ဟိုဘက်ရောက်တယ်ကျေးဇူးတင်တယ်လို့စပြန်စားရတာပဲကောင်းတယ်ကျွန်တော် medium let's go နောက်ပြန်စားရပြီလားဒီကောင်တော့မရသေးဘူးမရချင်လို့ဖြစ်နေထစ်ဘာတော့ဟာရောက်ခန်းနေပါရောက်ကုန်ပြီလို့ငါလာခွမ်းမှာကွာ 跳နေမင်းတို့ကမဟုတ်တော့ဘူးကွာ ကျွန်တော်ပြန်လာခဲ့မယ်โอเคကျွန်တော်ပြန်စပြီเนาะကျွန်တော်ပြန်ထွက်ပြီးပြန်လုပ်ကြည့်လိုက်တယ်ကျွန်တော် medium ဟုတ်တယ်เนาะ medium နဲ့ဆော့မှာโอเคအခုမှအဆင်ပြေသွားပြီစွမ်းနာဘာဖြစ်တာလဲမသိဘူးလက်သွားတာမသိဘူးအဲ့ဒါတက်သွားတာနည်းအဲ့ဒါတက်သွား
တလုံးရပြီလုံးရပြီခရစ္စတီယာနိုရိုနာဒိုနဲ့နည်းနည်းဝေးနေဘာလို့ဆိုတော့အဲ့ဒါတက်တယ်ခရစ္စတီယာနိုရိုနာဒိုအဲ့ဒါတက်ဒီရောကုတ်ကြီးအိုးကုတ်ကြီးရဟိုမှာဟိုကလည်းခွာလာနာကွာလန့်တာရောဒီကောက်တကယ်လန့်တာမစားဘူးလေမဇူးနဲ့အဲဇူးရဲ့နာမည်မကြားချင်ဟဲ့ဟိုဘက်တော်ပြီဟဲ့အောင်တော့ပြောငါကုတ်ကြီးကိုမလင်းမစားပြောနေတာဟဲ့ငါထက်ကြီးရဲ့နော်ကုတ်ကြီးကငါထက်ကြီးရဲ့နော်လာပြီရောကုတ်ကြီးလိုက်လာပြီကုတ်ကြီးကြားသွားပြီဟဲ့မင်းငါ့ကိုငါလို့မပြောနဲ့တဲ့မင်းတကယ်ချင်းလေးမဟုတ်ဘူးတဲ့ငါနာမည်ခရစ္စတီယာနိုရိုနာဒိုတဲ့โอเคပါကုတ်ကြီးရဲ့နောက်မပြောတော့ပါဘူးကုတ်ကြီးမကြိုက်ဘူးဆိုကျွန်တော်မပြောတော့ပါဘူးဗျာလောစတော့ကုတ်ကြီးအရင်ကနေကျွန်တော်ထွက်ခွင့်ပြုပါကျွန်တော်ကုတ်ကြီးရဲ့ရွှေဘောလုံး10လုံးနဲ့ကုတ်ကြီးရဲ့ဘူကာရီကားလေးလိုချင်ုံမှလွယ်ပြီးတော့ကျန်တဲ့အစီအစဉ်ဘာမှမရှိပါဘူးဗျာ ဖျောင်းနေမင်းတို့ကမဟုတ်တော့ဘူးကွာ ကုတ်ကြီးမိန်းမကိုလည်းကျွန်တော်မလိုချင်ပါဘူးဗျာ Sorry. ဘာလို့ဆိုကျွန်တော်ကတကိုယ်တည်းနေတဲ့လူမှုလို့ဗျဘာပြောနေမသိငါလေโอเคလာကလားဆွမ်းနာထစ်သွားလို့လာအခုမှတကွက်ရော့မှာကိုကြီးရှိုးကိုကြီးမလိမ့်တစ်ပတ်လောက်လာပြီကိုကြီးမလိမ့်တစ်ပတ်လောက်ခံရပြီโอเคကျွန်တော်မှာပူကာရီကားနာမှာတခုရှိမယ်ဒီလိုက်လာကြအမေတေဗီငါလာခွန့်ကွာတီရနဲ့မိုက်တယ်ကွာဆောင်းမှာ USI နဲ့လက်မကွာโอเคလုံးပြယူမယ်ကျွန်တော်တောင်းဆိုထားတဲ့ game တွေလည်းကျွန်တော်စော့ပေးမယ်เนาะကျွန်တော်တောင်းဆိုတာရှိရ bro တွေဘာဟိုဘာဘယ်လိုခေါ်လဲ Stella Man လားဟာလား Happy ဆိုလားမသိနောက်တစ်ခုကကျွန်တော်ကလမဆိုလားခမလာဆိုလားဘယ်လိုခေါ်လဲကွာမသိကွာကလမလို့ပဲခေါ်လိုက်တော့အဲ့ကလမ game နဲ့ကျွန်တော်ပြောတာကျွန်တော်စော့ပေးမယ်เนาะအဲ့ game โอเคလောဆယ်တော့ကလမကြိုကောင်းကစော့ရဲတယ်ကျွန်တော်ကလမ game တော့မစော့ရဲဘူးကြောက်တယ်ကလမ game ကြောက်စရာကြီးကျွန်တော်စပြီး intro ကြီးကကြောက်စရာသူဇလန်းဆော့ကိုကျွန်တော်ကြည့်သွားပြီဗါတဲ့ဟိုကလမတယောက်မင်္ဂလာဆောင်ရင်ပြီးမှဝယူပြန်နေဆိုတာမသိဘူးဗျာမထဖောက်တော့ယောက်ျားတွေကထသက်ဆိုလည်းမသိအိန္ဒိယဘာသာစကားကျွန်တော်အဲ့လောက်ကျွမ်းမကြည့်နားမလဲအင်းခလိစားတော့အဲ့လောက်ကျွမ်းကျင်နားမလဲဒါကုတ်ကြီးနဲ့တိုးပြီကုတ်ကြီးရေကျွန်တော်ဒီမှာကုတ်ရေကုတ်ဟိုမှာကုတ်โอเคသူပဲရောက်သွားပြီလေမသိနော်ကြောဟိုမှာလာပြီကိုကျွန်တော်စန့်ကျင်ဘက်နေအောင်ပြေးမယ်နော်ကျွန်တော်စွမ်းနာတေသွားတာတသက်မပြတော့တာအဲ့နေအောင်ကြော်ပလိုက်တယ်ရှေ့ဟုတ်လို့ဘယ်ရောက်သွားလဲ CR7 Cristiano Ronaldo နောက်မှာဆရာသမားနောက်မှာအားလေဒီတည်းကမလွတ်တော့တော့ကွာမီဒီယာနဲ့ဆော့ရတာတော်ခတ်တယ်ရှေ့မှာရောက်လာပြီရှေ့မှာဂုတ်ကြီးရနရိုရောက်လာပြီโอเคမေတော့မမြင်မြင်တော့ကောင်းတာပေါ့ငါအခွင့်ကောင်းမယ်သူကြောင့်ဒီမှာအမြင့်ရှာမယ်ဗီဒီယိုရမ်းရှည်လေးပဲမဟုတ်လို့ဟုတ်ပြီကြောင့်ဒီမှာ9ခုရပြီโอเคဒီထဲဝင်အောင်ဒီဘောလုံးကွင်းထဲမှာတစ်ခုရှိရနော်ရော့နေရာတွေလွတ်တယ်မှတ်မိနေနော်စွန်းနာဒီနေရာမှာလားမသိဘူးအဲ့ဒါတက်သွားကိုကြီးရနေတော့ပဲရောက်နေတူလာပြီသူကအဲ့နာပဲပတ်ပြေးနေလာမင်းကတကွက်ပြမယ်ဒီဘက်ကိုလားဒီဘာဖြစ်တာအဲ့ဒါတက်တာလားဟဲ့ငါ့မမြင်ဘူးလေမြင်နေမမြင်ညောင်ဆောင်နေတာလှည့်စားတာအဲ့ဒါလှည့်စားတယ်လို့ခေါ်တယ်သေပြီလာအေးလေးလိုက်လာပြီဂျိုမင်းကပြကြီးငါโอเคလိုက်လာပြီသူလိုက်လာသေးတယ်
no ကျွန်တော် okay ဒီမှာတဘောနေအဲ့တကူအရင်မြူအဲ့တကူအရင်မြူတယ်အဲ့တကူမြည်တယ်ခဏတော့ဒီမှာသူ့တပွဲပြမှာရမယ်နောက်မှတပွဲပြမှာရမယ် okay သူမလိမ့်တစ်ပတ်လောက်ပြီးတော့ကျွန်တော်ဟိုဘက်ပြဟျောက်ကြီးတော်တော်ဂိမ်းကဘလိုကြီးလဲအာလည်းကွန်းဆော့ရတာစင်ဟုတ်မပြေဘူး okay ကျွန်တော်အထဲကိုဘက်ကိုပြန်သွားမယ် okay သူမလိမ့်တစ်ပတ်လောက်ဘူးရပြီဆိုကျွန်တော်ဘယ်ရောက်လဲကုန်ကြီးဟိုမှာအေးစေကျွန်တော်ရှစ်လုံးဆိုတော့ကျွန်တော်နောက်ထပ်ကျွန်တော်နှလုံးလိုသေးတယ်နှလုံးကအဲ့နှလုံးကဘယ်ရရှာရမှာငါတက်လိုက်ရမှာ ไม่ยายเอ้ก็ตรงไม่ยายเลย Sorry, sorry. ဟုတ်နော်စားတာ okay အဲ့နှလုံးရှာမယ်အဲ့နှလုံးကမက်ဆီကန်ဟုတ်တယ်မက်ဆီကန်ထဲမှာတစ်လုံးရှိမယ်ဘူဂါရီထဲမှာတစ်လုံး okay ပြည့်ပြီအဲ့ဒါဆိုလာခဲ့နောက်ဆုံးတော့ခရစ္စတီယာနိုရိုနာဒိုရှိကနေပြီးတော့ကျွန်တော်အေးစေငါလာခွန်းလန့်တာကွာ okay အတန်းဒီမှာကျဲကုန်ပြီတော့မဟုတ်သေးဘူးနော်ကောက်ကြည့်မလုပ်ကောက်ဘလို့တွေဖြစ် okay လုတ်ပြီနောက်ဆုံးတော့ယော့တတာကောက်ကြည့်ကျွန်တော်ခိုးပြီးဒိုးပြီ okay ဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲเนาะကြည့်ရှုပေးလို့တယောက်ချင်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်တို့အားဆိုနောက်ဗီဒီယိုမှာပဲပြန်တွေ့ကြအောင်ကျွန်တော်နောက်ပိုင်းနေဗီဒီယိုပုံမြန်မတင်ပြတော့ဘူးပဲအရင်ပြောအောင်ဒါပေမဲ့တက်နိုင်လို့တော့တင်ပေးပါမယ် okay bye bye သားကြီးတို့